မင်္ဂလာပေါင်းနဲ့ပြည်စုံကြပါစေမြန်မာခေတ်သတင်းဌာနကကျွန်တော်နိုင်စွအောင်ပါဒီနေ့မှာကျွန်တော်တောင်ပိုင်းစစ်ဌာနချုပ်ရောက်တဲ့အချိန်မှာဒါအလင်းဝင်ရောက်လာခဲ့တဲ့ဒီကိုနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်ဒါအခုဆိုရင်ဒါအလင်းဝင်ရောက်လာခဲ့တဲ့အကိုနဲ့ဒါကျွန်တော်တို့တွေ့ကြုံရတာတွေဖြတ်တန်းခဲ့တာတွေဒါဘယ်တိုင်းကနေဘယ်ဒေသကနေဝင်ရောက်ခဲ့တယ်ဆိုတာဟုတ်ဒါကျွန်တော်အနေနဲ့ဒါအင်တာဗျူးလေးနည်းနည်းလေးမြတ်သွားမှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျအခုအနေနဲ့ဒါအလင်းဝင်ရောက်ခဲ့တာဘယ်တိုင်းကနေအလင်းဝင်ရောက်ခဲ့တယ်ပြောပြပြပါအောင်တိုင်းရတော့ပဲခူးတိုင်းဒေသရုံဝင်ရောက်ခဲ့ရနော်အခုအနေနဲ့ဒါ PDF ဒါအကြမ်းဖက်အဖွဲ့နဲ့ရောက်လာတဲ့အချိန်မှာဘယ်လိုတွေအတွေ့အကြုံတွေဖြစ်ဘယ်လိုတွေခံစားခဲ့လဲဆိုတော့ဒီနေ့တော့ကျွန်တော်ရှင်းပြပေးပါအောင်ဗျာတော့တော့ရောက်ခဲ့ရအောင်အဲ့လေမခံနိုင်တော့လို့ကွာလင်းဝင်လာဟုတ်လားစားရတော့ရေးအချိန်တွေရအောင်စားရတော့အချိန်တွေတော့စင်တော့မပြေဘူးနေ့တိုင်းညှစ်တူပါလို့စားဟုတ်လားစားတော့တော့ရောက်တော်တော့ရောက်မှာပါနော်ဟုတ်တော့ရောက်ပါဒီကိုဝင်ရောက်ခဲ့ဖို့တော့ဘယ်လိုဆက်သွယ်ချိတ်ဆက်ဝင်ရောက်ခဲ့တာလဲပထမဆုံးအလင်းဝင်သွားတဲ့နှစ်ယောက်ကတငယ်ချင်းနဲ့အတူရှိရတယ်ဖုန်းနံပါတ်ရဖုန်းနံပါတ်ရတော့မှဒီကဘူချက်ကိုလှမ်းဆက်သွယ်လိုက်တော့ဒါလို့ရရတယ်ဆိုတာနဲ့ဒီ3ယောက်တပြေးလာတော့အောင်ဒီကိုရောက်ရှိခဲ့တယ်ပေါ့ကိုဒီရောက်ရှိလာခြင်းမောင်းနဲ့လက်နက်ခရမ်းတွေယူဆောင်ခဲ့တာရှိလားဗျလက်နက်ခရမ်းတော့မပေါ့လက်နက်ခရမ်းတော့မပေါ့နော်ဒီတိုင်းပဲကိုလို့ရတယ်လို့ဆက်သွယ်ချိတ်ဆက်ပြီးတော့ဒါဝင်ရောက်ခဲ့တာဖြစ်တယ်ပေါ့အခုဆိုရင်ဒီရောက်လာကြဆိုရင်မိဘတွေနဲ့တော့တွေ့ဆုံပြီးသွားတယ်ဗျမတွေ့ရဘူးမိဘတွေရောဘယ်ရမှနေတာလဲတာခဲ့ရတာခဲ့ရဟောဒါဒီအလင်းဝင်ရောက်ခဲ့ပြီဆိုတော့မိဘတွေဒီကိုဆက်သွယ်ပြီးသွားပြီလားဟောအဲဆိုတော့မိဘတွေလည်းမိဘတွေဒီကိုဆက်သွယ်တဲ့အချိန်မှာဖုန်းဆက်ပြောတဲ့အချိန်မှာမိဘတွေကဘယ်လိုခံစားချက်တွေဒါဖုန်းဆက်တဲ့အချိန်မှာကြားရတယ်ဗျမရတော့ဘူးလားဟိုပြီးတော့ဒီရန်ဒါခံစားချက်တွေကျွန်တော်နားလည်ပါတယ်ရှို့တာကိုယ်စီထဲမှာစကားတွေပြောခြင်းပြင်မဲ့လဲကိုယ်ရင်ထဲမှာဒါမျိုးသိခဲ့ရခံစားချက်တွေကိုဒါအခုလိုပြောချင်မှာရင်ထဲမှာမကောင်းတာတွေဖြစ်မိတာလဲကျွန်တော်တို့နားလည်ပါတယ်ဗျဒါကိုယ်အနေနဲ့ဒါနောက်ထပ် PDF တွေလင်းဝင်ရောက်မဲ့ညီငယ်ညီမတွေအနေနဲ့စကားလက်ဆောင်လေးရှိရင်ပြောပြပါအောင်ဗျသူတို့တော့လည်းအလိုလာမယ်လို့တော့ရှိရင်လှမ်းခေါ်တာလာတော့လာမယ်သူတို့လည်းအဆင်မပြေဘူးလို့အဲ့လိုမျိုးဟုတ်နော်လာရတယ်ဆိုတာဒါဆက်သွယ်ချိတ်ဆက်ကတည်းကခက်ခဲရှင်းနေရှိတာ哦ကဲပါအခုလိုဖြေကြပြတဲ့အတွက်အခုကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ